မင်္ဂလာပါဗျကျွန်တော်ဒီနေ့တင်ပြပေးမယ့်ကြောက်လေးကကာလာဇန်ကြောက်လေးပါပြပွဲမှာတော့သူကကျန်းကင်းစေးယူရို1000လို့ပြောထားတယ်ဗျယူရို1000ဆိုရင်မြန်မာငွေနဲ့တွက်မယ်ဆိုရင်သူ့ရဲ့ကျန်းကင်းစေးက300ကျော်လောက်တော့ရှိတယ်ဗျကြောက်လေးကတော်တော်ဆွဲဆောင်မှုရှိတယ်ဗျသူကကျွတ်နေတဲ့နေရာလေးကိုအခွန်ပပလေးဖြတ်ပြထားပုံရတယ်ကြောက်အခွန်လေးကတော့မြေမှန်ခွန်လေးလို့တော့ကျွန်တော်ကထင်တယ်ဗျသူ့ရဲ့အခွန်ကမြေကြီးကက်နေတဲ့ပုံစံလေးဗျတခြားနေရာတွေမှာလည်းကြောက်ကကျွတ်တော့ကျွတ်နေရဗျဒါပေမဲ့သူဖြတ်ပြထားတဲ့နေရာလောက်တော့မစီးဘူးပေါ့နော်ကြောက်လေးကိုအဓိကတင်ပေးရတဲ့အကြောင်းရင်းကြောက်လေးကအထဲမှာတော်တော်ရှင်းတယ်ဗျအမြုပ်အစံတွေဘာညာတခုမှမပါဘူးဗျအဲ့ဒါသူ့ရဲ့တော်တော်ဆွဲဆောင်မှုရှိစေတဲ့အရာပေါ့နော်ဒီလောက်ရှင်းတဲ့ကြောက်ကမြင်ခဲ့တယ်ဗျအရေးကြောက်တာဖြစ်ရင်ကတော့ပြီးပြီပေါ့နော်ဒီကြောက်ကအားလုံးမင်္ဂလာပါနော်ချင်းမိတ်ဆွေပေါင်းတို့မင်္ဂလာရှိတော့နေ့ရက်နေ့ကောင်းလေးမှာကျွန်တော်ဒီနေ့ချင်းမိတ်ဆွေညီကိုများကိုကြောက်ကောင်းလေးနဲ့မိတ်ဆက်ပေးပါမယ်ဗျဟုတ်ကဲ့ကျွန်တော်ဒီကြောက်ကိုကြည့်အောင်ပါနော်ကြောက်လေးကတော့မော်ဝမ်းလေးအမေကျော်အကျွတ်ပါနော်သူကကာလာကျွတ်ပါဗျတော်တော်လာနေဗျနော်ဟိုအစီတာအကျွတ်ကာလာတော်လာနေဗျကာလာလည်းဖြောင်းနေဗျနော်ဟုတ်ကဲ့ပါဒီကြောက်လေးကတော့နော်ဆေးချက်တွေလုတ်ချက်တွေအများကြီးကြံနေရဗျကျွန်တော်